video ကိုလူတိုင်းမမြင်ဘူးအကယ်၍ဒီ video ကိုမြင်တဲ့သူတွေပါမယ်ဆိုရင်ဒါကတင်းအတွက်လုံးဝ universe ကနေပြီးတော့ page နဲ့ message ရှိလို့မြင်တာအဲ့တော့အဆုံးထိကြည့်သွားဆိုတော့ဒီရဲ့ reading အတွက်ကကြတော့တင်းနဲ့တစ်ဖက်လူတယောက်ရဲ့ပတ်သက်မှုတွေကရည်စက်လားဝတ်ကြွေလားဆိုတာကို tarot universe message လေးကြည့်ပြီးမှာပါတစ်ဖက်လူဆိုတဲ့ခိုက်တဲ့မျိုးမှာ H ပါမယ်တငယ်ချင်းအပေါင်းအသင်းလူမှုရေးအကက်မှာပတ်သက်သမျှလူတိုင်းထဲကတစုံတဦးပါမယ်အဲ့တော့လူတွေအများကြီးထဲကစိတ်ထဲကိုအာယုံပြုခေါင်းလေးအေးလေးထားပြီးတော့လူတယောက်ခေါင်းထဲတွေးပြီးရင်ဒီလူနဲ့ကိုယ်နဲ့ပတ်သက်မှုကရည်စက်လားဝတ်ကြွေလားဆိုတာကို tarot reading နဲ့မိတ်ဖတ်ပြီးမှာပါအဲ့တော့ထုံးစံအတိုင်းပဲကျွန်တော်လက်ထက်မှာ tarot deck လေးရှိတယ်အဲ့တော့ဒီတက်ကနေပိုင်းတစ်ပိုင်းခွဲပြီးမယ်ပိုင်း1နဲ့ပိုင်း2ဆိုပြီးတော့ဒါလေးကပိုင်း1 and then ဒါလေးကပိုင်း2လေးပါထုံးစံအတိုင်းပဲကိုယ်နဲ့ energy match ဖြစ်မှခြင်းနဲ့ပိုင်းတစ်ခုကိုတေချာလေးရွေးပေးပါဆိုတော့ခဏနေ reading မှာအားလုံးကိုဆက်ပြန်လဲတွေးဆုံကြပါမယ်ခင်ဗျာဆိုတော့ပိုင်း1လေးတွေရဲ့တွေးဆုံမှုကကြတော့ energy ကနှစ်ခုရှိတယ်တစ်ခုကကြတော့ကောင်းတာလေးတွေလည်းရောရင်နောက်တစ်ခါကျတော့မကောင်းတာလေးတွေလည်းနည်းနည်းများတဲ့ပုံစံမျိုးတွေရှိတယ်ကိုရိုင်းဘာလို့အောင်လဲမသိဘူးဆိုရယ်လမ်းစာမျိုးတွေရှိအဲ့တော့ကိုနဲ့တစ်ဖက်လူနဲ့ပတ်သက်မှုကလေလူတယောက်ကျွန်တော်ကိုပြောဖူးတဲ့အတိုင်းပဲဒီလားညီလေးတဲ့ no time to feel in your life တဲ့သူပြောတာမှန်တယ်ဒီလားကျွန်တော်တို့ဘဝမှာလေခံစားဖို့အချိန်ကြီးအများကြီးမရှိဘူး keep going ပေါ့နော်ဆက်သွားနေဖို့လိုတဲ့ကိစ္စတစ်ခုခုကြောင့်ရက်တန့်နေလို့မရဘူးအဲ့ဒီကိစ္စတစ်ခုခုကမင်းကိုခံစားဖို့ဖြစ်လာခဲ့တယ်ဆိုရင်လေခဏပဲခံစားရည်ရည်ကြီးမခံစားနေတဲ့အဲ့ဒီအတိုင်းပဲတစ်ခုခုဖြစ်ပြီဆိုရင်ကွာနည်းနည်းအသွေးများပြီးတော့ခံစားနေတဲ့ပုံစံမျိုးတွေမြင်တယ်အဲ့တော့ဒီခံစားမှုတွေကနေလွတ်မြောက်ဖို့ဆိုရင်တော့ high frequency တွေထားဖို့လိုမယ်ပေါ့နော်အဲ့တော့ high frequency ဆိုတာဘာလဲတစ်ခုခုဖြစ်လာပြီဆိုရင်ဒီလူနဲ့ကိုယ်နဲ့မှမဟုတ်ပဲတခြားဘယ်လိုပဲဖြစ်လာငါပဲခံနေရတယ်ဆိုတော့သားကောင်လိုခံစားချက်ပေါ့နော် victim role ကနေရုံထွက်နိုင်ပြီးတော့အခက်အခဲကြုံတိုင်းမှာဉာဏ်ပညာနဲ့ဦးစီးနိုင်တာမျိုးပြီးတော့တခုခုလူတွေကကိုယ်မကောင်းမှုတွေပြုလုပ်လိုက်လို့ခံလိုက်ရတယ်ဆိုရင်တော့မှပဲပညာနဲ့သင်ခန်းစာယူနိုင်ပြီးတော့ level up grow up ဖြစ်သွားနိုင်တာရည်ချက်အပြည့်စံတော်ပပုံနဲ့ဘဝကိုနေနိုင်သွားနိုင်မှာဒါ high frequency လို့ခေါ်တာဒီရဲ့တွေးဆောင်ပတ်သက်မှုကဘယ်လိုလဲဆိုတော့ရေဇက်လို့ပြောလို့ရတယ်ဝတ်ကြွေးဖြစ်ပြီးရင်တော့မှပဲအဲ့ဒီဝတ်ကြွေးကို how to feel rewrite the star ဆိုပြီးတော့ကံကြမ္မာကိုပြန်ပြီးတော့အသက်တဖန်ပြန်စားခြင်းတဲ့ပုံစံမျိုးတွေရှိတယ်။တရားနဲ့တရားအပြစ်တွေကိုဝေခွဲလို့ခွင့်လွှတ်ခြင်းတွေနဲ့ရှေ့ဆက်ပြီးတော့ခွင့်လွှတ်ခြင်းနဲ့နာခြင်းတွေနဲ့ရှေ့ဆက်ဖို့လိုနေတယ်။ကိုကိုရိုင်းကသူနဲ့တွေးဆုံမှုကိုပြန်ပြီးတော့အခွင့်အရေးပေးတင်တယ်လားဆိုတော့ခံစားချက်တွေနဲ့ပြားများနေတာမျိုးနဲ့မြင်တယ်။အဲ့တော့ဒါနဲ့ပတ်သက်ပြီးတကယ်တမ်းဒီကက်အတိုင်းပဲကျွန်တော်ပြောသလိုပဲခံစားနေမိကြလား rewrite the star ကံကြမ္မာပြန်ရင်းနေကြလားရုပ်တရက်ကြီးသူ့ကိုစိတ်ရောက်သွားလားရုပ်တရက်ကြီးပဲခွင့်လွှတ်ဖို့တွေကိုယ့်ရဲ့အပြစ်တွေကိုပြင်မြင်မိလားဆိုတော့ကိုမမမှန်ခဲ့ပြီးဖို့မြေတားရခန့်အပ်ပါတယ်ဒါမှကျွန်တော်ရဲ့ကက်တွေနဲ့ energy ကမကိုက်တီးရမှာပေါ့နော်ပြီးတော့ဂျားဖြတ်အနေနဲ့ကျွန်တော်စီမှာ tarot mission နဲ့ဆိုရင်ပညာချင်း2000ကျပ်နဲ့လာမီလို့ရပါပြီခင်ဗျာ Viber နဲ့ Telegram number ကနေပြီးတော့ဆက်သွယ်ပေးပါဗျဆိုတော့တစ်ဖက်လူနဲ့တွေ့ဆုံမှုကရေစက်ကောဝတ်ကြွေရောနှစ်ခုစလုံးရှိတယ်ဘဝကိုရလာကြလေကကိုကပြင်ပန်းဆင်းရဲမှုဒုက္ခသစ္စာလို့မြတ်စွာဘုရားဟောတော်မူတယ်အဲ့ဒီအတိုင်းပဲနေဆဒုက္ခအနတ္တလက်ထီလောကေအနိုင်တီတုံးပေါ့နော်လောကမှာတည်မြဲတဲ့အရာမျိုးတွေမရှိတဲ့အတွက်ကြောင့်မလို့ရေစက်ဆိုရင်လည်းကိုယ်နဲ့ပဲသက်ဆိုင်တယ်ဝှကျွေးဆိုရင်လည်းကိုယ်နဲ့ပဲသက်ဆိုင်တယ်ဒီပိုင်းအတွက်ကကြတော့အတစ် better version of myself ဆိုပြီးအတစ်ပုံစံမျိုးနဲ့ပြန်လဲဆန်းတက်လာမှမျိုးတွေမြင်တယ်ပြီးတော့လက်တလုံးမှာတစ်ဖက်လူပြင်းထန်ကြီးလွန်ဆွနေတဲ့ခံစားချက်မျိုးရတယ်ကိုရိုင်းကလည်းရှားတယ်လို့သူ့ဘက်ကနေလည်းရနေတယ်တယောက်နဲ့တယောက်ကနားလည်မှုတွေနဲ့ရှေ့ဆက်ဖို့လိုနေတဲ့အကန့်မျိုးတွေရှိနေတယ်အဲ့တော့ရေစက်လားဝှကျွေးလားဆိုတော့ဒါကရေစက်ပါဒီရေစက်ကိုလုံးဝကောင်းတက်ကောင်းအောင်လို့ပြုပြင်မှုမှန်သွားမယ်ဆိုရင်တော့တဖြည်းဖြည်းပြန်ပြီးအဆင်ပြေလာပါလိမ့်မယ်ခင်ဗျာဆိုတော့ဒီဗီဒီယိုကိုဆုံးသက်ထိကြည့်ဖြစ်ခဲ့တယ်ဆိုရင်ကိုနဲ့ energy ကြိုက်လားမကြိုက်ဘူးလားဆိုတော့ comment ခဲ့ပြီးဖို့မေတ္တာရက်ခံအပ်ပါတယ်ခင်ဗျာဆိုတော့ see you next video ပါခင်ဗျာ hello ပိုင်း2လေးပြင်မင်္ဂလာပါအဲ့တော့မြင်ရတဲ့လောက်ကကြတော့ဒီလိုမျိုးyou are what we think ပေါ့နော် we are what we think လူတွေကကိုယ်တွေ့တဲ့အတိုင်းဖြစ်နေကြတယ်မြင်ရတဲ့လောက်ပေးဆက်ခံအနစ်နာခံပြီးတော့လူတွေကိုလုံးဝပေးဆက်နေတဲ့သူမျိုးတွေကဒီပိုင်း2ထဲမှာပါတယ်ဘာလို့လဲဆိုတော့ဒီမှာ the stand ကတ်ကိုကြားလို့လုံးဝ positive mindset အပြည့်နဲ့ freelance ဖြစ်တာတော့သဘောကျတယ်ကိုတိုင်းလည်းတန်ရောစင်တွေ့တယ်အသက်နိုင်ဆုံးလူတယောက်ကိုဘွားတွေရောက်လာအကောင်းဆုံးတွေကိုပဲပေးတယ်ပြီးတော့ပေးထားတဲ့အရာတိုင်းအတွက်ကိုဘာပေးလိုက်ရင်လူတွေကနေပြီးတော့ကိုဘာပြန်ရမှာလဲဆိုတာကိုသိရရယူလို့စိတ်မျိုးရှိတာမျိုးမဟုတ်ပဲနဲ့အတန်းနိုင်ဆုံးကောင်းတာပေးပြီးွားရင်ကျွန်တော်စိတ်ဝင်စားတော့ဖြစ်ချင်တဲ့အတိုင်းကန်ရဲ့အကျိုးကိုယုံကြည်တဲ့သူမျိုးတွေဒီထဲမှာပါတယ်အမှန်တရားကိုသဘောကျတဲ့သူမျိုးတွေလည်းပါတယ်အဲ့ဒီအတွက်ကြောင့်မို့လို့လဲကိုကလူတွေကြားထဲမှာဆိုရင်သမီးပေါက်တယောက်ထွန်းဆိုတဲ့ပုံစံအတိုင်းပဲလုံးဝ bright ဖြစ်တဲ့ပုံစံမျိုးတွေမြင်နေပေါ့နော်
မြစ်တာတရားကြောင့်အေးချမ်းခြင်းကိုရတဲ့သူမျိုးတွေကဒီထဲမှာပါတယ်ပြီးတော့ဒီတကဘာလုံးမီးဟုံးဟုံးတောင်းနေရင်တောင်မှပဲမြစ်တာထိုင်းနေတဲ့သူတစုကအေးချမ်းနေဆိုရင်ဒီအုပ်စုတစုတွေက positive energy vibration တွေကိုဆက်လက်တင်ပြအောင်ထိပေးနိုင်တဲ့အုပ်စုဒီပိုင်းသူတွေကဒီအုပ်စုထဲမှာပါတယ်လုံးဝ positive mindset အပြည့်နဲ့လူတွေကိုအကျိုးပြုနေတဲ့သူမျိုးတွေအဲ့တော့သူနဲ့မှမဟုတ်ဘူးဘယ်တွေးဆုံမှုမဆိုကိုကဝတ်ကြွေးဆိုတာမျိုးထက်ရေစက်တီလို့ပြောလို့ရတယ်ပေးဆက်ဖို့ကံပါလာလို့ပေးဆက်နိုင်တာလူတိုင်းမပေးဆက်နိုင်ဘူးလူတိုင်းအနစ်နာမခံနိုင်ဘူးလူတိုင်းတီးမခံနိုင်ဘူးလူတိုင်းလိုက်မလုပ်ပေးနိုင်ဘူးလူတိုင်းအပြစ်နာစာမကင်းနိုင်ဘူးဒါပေမဲ့ကိုအပြစ်နာစာကင်းတယ်မဟုတ်ဘူးဆိုပေမဲ့သူများနဲ့ရှင်ကိုကကွဲထက်နေတဲ့ပုံစံမျိုးတွေရှိတယ်ပြီးတော့ကိုဟာနဲ့ကိုဘလောက်ပဲတင်းငယ်နေပါစေကောင်းမွန်တဲ့မြေတာတရားတွေအေးသက်တွေနဲ့အလင်းသက်တွေနဲ့ကိုကဖြန့်ကျက်ပြီးစတင်ပြီးနေတဲ့မျိုးတွေပါတယ်ပေါ့နော်where your attention goes your energy flows ဆိုတဲ့အတိုင်းကိုအာရုံပြုတဲ့နေရာတိုင်းကိုစွမ်းအားတွေရောက်ရှိသွားတယ် positive mindset အပြင်နဲ့ဘဝကိုဖြစ်တတ်နေကြတယ်အဲ့တော့ဒီပိုင်းနဲ့ energy ကိုက်မကိုက်ဟုတ်လားမဟုတ်ဘူးလားကိုကဒီလိုစိတ်မျိုးရှိလားမရှိဘူးလားဆိုတော့မှန်းခဲ့ပြီးကျွန်တော်ပညာကိုလီစားတယ်ဆိုရင်အဲ့တော့ညီရတလောက်ကလုံးဝအေးဆေးกว่าဒီပိုင်းကိုအရန်သဘောကျတယ်လုံးဝအကြည်ဓာတ်လေးတွေနဲ့ရုပ်ရည်ပိုင်းနေငွေကြီးပိုင်းနေခဏအကန့်ဖဲအကြည်ဓာတ်မျိုးတွေဒီလားလူတယောက်မှလေရုပ်ရည်အတိကမဟုတ်အရေးချင်းအတိကဟိုမြေတာကွေးနာမူရိတာဥပ္ပခါဆိုတဲ့ပြင်မဆိုတရား၄ပါးကိုလက်ခံကျင့်သုံးနိုင်တဲ့သူမျိုးရဒီပိုင်းထဲမှာပါတယ်အဲ့တော့အရန်သဘောကျပါတယ်ဂျားဖြတ်အနေနဲ့ကျွန်တော်စီမှာ Tara Mission နဲ့ဆိုရင်ပညာကြီး2000ကျပ်နဲ့လာမေးလို့ရပါပြီခင်ဗျာ Viber နဲ့ Telegram နံပါတ်ကနေပြီးတော့ဆက်သွယ်ပြီးမေးမြန်းလို့ရပါတယ်ခင်ဗျာအဲ့တော့တောက်ပလာတဲ့ဆိုတဲ့သူတွေကဒီလိုပဲအချင်းချင်းပြန်ထားလာခဲ့ကြတာမလားဘောနော်ဝတ်ကြွေးတွေစိုက်ခဲ့ပြီးသွားပြီးဝတ်ကြွေးတွေအများကြီးပြီးသွားပြီးလို့ရေစက်ဆိုတဲ့အခိုက်အတန့်မျိုးကိုရောက်လာပြီးအဲ့တော့ဒီရေစက်ကိုဆက်ပြီးတော့ better version of yourself ဆိုပြီးတော့လုံးဝပုံစံတက်နဲ့ပြောင်းလဲသွားမဲ့သူမျိုးတွေကဒီထဲမှာအများကြီးပါတယ်အဲ့တော့ကိုယ့်ရဲ့စိတ်ကလေအတ္တမပြီးရန်ပြီးမဟောတိပေါ့နော်မပေါင်းဖက်ရလဲချစ်ပါလဲဆိုတဲ့သူမျိုးတွေနဲ့လုံးဝအဟံတစ္ဆာဝေးပြီးမှကြောမီပေါ့နော်အမှန်တကယ်ချစ်ခဲ့တာကိုချစ်ခြင်းကိုတစ္ဆာပြုပါလဲဆိုတဲ့သူမျိုးတွေကဒီထဲမှာပါတယ်ပေးဆက်ဖို့ကံပါလာတယ်လို့ပြောလို့ရပြီမဲ့လေကိုရိုင်းကပေးဆက်ရတာကိုကြိုက်တဲ့ vibe မျိုးဖြစ်တဲ့အတွက်ကြောင့်မို့လို့လုံးဝအားရပါတယ်ပြီးတော့ဒီရဲ့ energy အတိုင်းပဲကိုဘွားကိုရှေ့ဆက်ကြပါပေါ့ပေါ့ပါနဲ့ mindset ကိုရှေ့ဆက်ကြပါသူနဲ့ကိုယ်နဲ့တွေးဆုံခြင်းကရေစက်လာဝတ်ချွေလာဆိုတော့တကယ်ရေစက်ပါဒီတရားမှမဟုတ်ပါနဲ့လူတိုင်းနဲ့တွေးဆုံခြင်းကကိုယ့်အတွက်ပေးဆက်ဖို့ကံပါလာတာဖြစ်တဲ့ကြောင့်မို့လို့ဂုံယူလိုက်ပါလူတိုင်းမလုံနိုင်ပါဘူးဆိုတော့ဒီပိုင်းနဲ့ energy ကိုက်မကိုက်ကို energy စုံတဲ့တိကြီးဖြစ်ခဲ့တယ်ဆိုရင် energy ကိုက်မကိုက်မှန်းခဲ့ပြီးဖို့မြေတားရအခက်အပ်ပါတယ်ဆိုတော့နောက် video တွေမှာအားလုံးဆက်ဆက်ပြန်နေတွေ့ဆုံကြပါမယ်ခင်ဗျာဆိုတော့ see you in video ပါခင်ဗျာ